တရားသူကြီးဤစီရင်ချက်ပေါ်ရွာကျွန်ုပ်တရုတ်ဘာသာစကားဖြင့်ပြောလိုက်သည့်စကားတစ်ခုကြောင့်အမေရိကန်ပြည်ထောင်စုဖက်တဲ့တရားရုံး၏တရားသူကြီးတစ်ဦးလက်ထိတ်ခတ်ခံရခြင်းမှာလူတစ်ဦးတည်း၏အရှက်ရမှုမဟုတ်ထိုင်ဝမ်တစ်ခုလုံးဤကုန်တိတ်ခါကိုစော်ကားလိုက်ခြင်းဖြစ်သည်သို့တော်သူတို့မသိခဲ့ကြပါကျွန်ုပ်တို့စိတ်နေရသည့်အကြောင်းရင်းမှာအရှုံးပြလိုက်ခြင်းကြောင့်မဟုတ်ပဲမုံတိုင်းမကြမီအေးချမ်းငြိမ်သက်ခြင်းဖြစ်ပြီးကျွန်ုပ်၏စီရင်ဆုံးဖြတ်ပွဲမှာနိုင်ဝက်ပင်မလို့တော့ပါကျွန်ုပ်၏အမည်မှာပေါ်ရွာ41နှစ်ဖြစ်ပြီးထိုင်ဝမ်မှလာသူဖြစ်သည်ထိုနနက်ခင်းတွင်လက်စင်တန်ဖက်တဲ့တရားရုံးတရားခွင်ထဲတိုက်တရားရုံး၏သူခိုင်ဆောင်ထားသူမှာကျွန်ုပ်ကိုယ်တိုင်ပင်ဖြစ်သည်ကျွန်ုပ်သည်နေ့စဉ်နှင့်အမျှသွားနေကြအတန်းတရားမျှတမှု၏နောက်ဆုံးခံတပ်ဖြစ်သည့်ဖက်တဲ့တရားရုံးသို့လျှောက်တန်းခဲ့သည်သို့တော်ဝင်ရောက်ရန်အနည်းရောက်သောအခါမကြုံစဖူးသောအေးဆက်မှုကကျွန်ုပ်ကိုစောင့်ကြိုနေခဲ့သည်ကျွန်ုပ်သည်မကြသေးမီကမမိခင်နှင့်တရုတ်ဘာသာစကားဖြင့်ဖုံးပြောပြီးမိမိနေကောင်းတင်တော်ဟူသည်ယူရှင်းသောတုတ်ဆက်စကားဖြင့်ဖုံးချလိုက်သည်ထို့သို့လှုပ်လိုက်ခြင်းကြောင့်သူတို့ကျွန်ုပ်ကိုအပြစ်ရှာလိမ့်မည်ဟုပဲသူထင်ခဲ့ပါသည်ဒီမှာဘာစကားပြောနေတာလဲဟူသည့်အပြောမျိုးနှင့်ကောင်းကင်ကိုမမြင်မြေကြီးကိုမမြင်သေးထိုလူများကကျွန်ုပ်ကိုရဲရဲတင်းတင်းစိန်ခေါ်ခဲ့ကြသည်သူတို့မသိနိုင်သည်မှာကျွန်ုပ်၏တိတ်ဆိတ်ခြင်းသည်အရှုံးပေးလိုက်ခြင်းမဟုတ်ပဲမုံတိုင်းမကြမီအေးချမ်းငြိမ်သက်ခြင်းဖြစ်သည်ထိုနေ့တွင်ကျွန်ုပ်သည်တရားသူကြီးဝတ်စုံကိုဝတ်မထားပဲတိုက်ရသောဝတ်စုံအပြည့်အစုံကိုဝတ်ဆင်ထားပြီးပုံပန်းတံမှာရိုးရိုးလေးအာရှသူတစ်ဦးများသာဖြစ်သည်တရားရုံး၏လုံခြုံရေးစစ်ဆေးရေးဂိတ်ကိုအကျဉ်းရပေါင်းများစွာဖြတ်သားမှုတော်လဲထိုနေ့တွင်တော့အေးဆက်သောမျက်လုံးများကကျွန်ုပ်ကိုကြည့်နေခဲ့သည်လုံခြုံရေးအရာရှိချုပ်ကိုပေါ်ချိုင်းသည်လက်ပိုက်ပြီးကျွန်ုပ်ကိုကောင်းမှချီအပြီးကြည့်ရှုနေခဲ့သည်ကျွန်ုပ်တရုတ်ဘာသာစကားဖြင့်ပြောဆိုသည်ကိုသူအလွန်မကျေမနပ်ဖြစ်ပုံရသည်ဒီကအမေရိကန်တရားရုံးမှန်းမသိဘူးလားအင်္ဂလိပ်စကားမဟုတ်တဲ့တခြားဘာသာစကားပြောရင်တသက်တိပဲကရတာလေဟုသူသည်လူမျိုးရေးခွဲခြားသည့်စကားများကိုပွေ့ပွေ့လင်းလင်းပြောဆိုခဲ့သည်ကျွန်ုပ်သည်ဒေါသကြောင့်စကားမပြောနိုင်ဖြစ်ခဲ့ရသည်ကျမမိသားစုနဲ့ဖုန်းပြောတာပါဖြစ်လေဟုတ်ကျွန်ုပ်ကစိတ်အေးအေးထားပြီးပြန်ပြောရန်စူးစမ်းခဲ့တော်လဲရရှိခဲ့သည်မှာတော့ပြောင်းဘူးတာဖြစ်သည်အင်္ဂလိပ်စကားပြောတတ်နေရဲ့သားနဲ့ပါလို့တခြားစကားပြောရတာလေဘာတွေဖုံးကွယ်ထားတာလဲတန်တရားဖြစ်เสียပဲကျွန်ုပ်သည်ဖက်တဲ့တရားရုံးတရားသူကြီးကကိုထုတ်ပြခဲ့သည်ထိုကပေါ်တွင်ကျွန်ုပ်၏အမည်ပေါ်ရွာတင်းဖက်တဲ့တရားရုံးတရားသူကြီးဟူသည့်ယာတုကိုရွှေ့ရောက်ပြင်းထွင်းထားသည်သို့တော်ထိုသူကကြည့်ပင်မကြည့်ပဲတန်းယူပြီးအိတ်ကတ်ထဲသို့ထိုးထည့်လိုက်သည်ပွေ့ပွေ့လင်းလင်းစော်ကားမှုပင်ပြစ်သည်ရုတ်တရက်ဆိုသလိုပင်တရားရုံးခန်းမတစ်ခုလုံးသည်မြေအောက်ခန်းပမာအေးဆက်သွားသည်အခြားလုံခြုံရေးအရာရှိများသည်ကျွန်ုပ်၏မျက်နှာကိုကြည့်ပြီးအသာလျှောက်ဖယ်သွားကြသည်ကိုပေါ်ချိုင်းကဒီကိုလာပြီးပါတွေပြောနေတာလေရှင့်နေအပြောလုံးမနေနဲ့မင်းတို့လိုလူမျိုးကတခုခုကိုဖုံးကွယ်တတ်တယ်အထူးသဖြင့်မင်းတို့ဘာသာစကားနဲ့ပြောနေရင်ပိုတန်တရားဖြစ်ရတယ်ငါလိုက်ရှာရမယ်ဟုထောင်ပြောင်ရင်မောခဲ့သည်ကျွန်ုပ်သည်မကြောက်ပါအတွင်းစိတ်ထဲတွင်ဒေါသထွက်နေတော်လဲအပြင်ပန်းတွင်တည်ငြိမ်အေးဆေးနေခဲ့သည်ကျွန်ုပ်သည်ဆယ်စုတစ်များစွာတရားသူကြီးလှုပ်လာသူဖြစ်ပြီးဘယ်လိုလူမျိုးကိုမှမကြုံဘူးပဲမရှိပါသို့တော်ကျွန်ုပ်အလုံးလုံးနေသည့်တရားရုံးတွင်ပင်ဤကဲ့သို့ကြုံရလိမ့်မည်ဟုမြည်သူသိနိုင်မည်နီကိုပေါ်ချိုင်းဒီနေ့မင်းငါနဲ့တွေ့ပြီမင်းရဲ့မာနအတွေ့ဒီနေ့တော့မင်းပေးဆက်ရလိမ့်မယ်ဘာလဲဟုသည့်ကိုပေါ်ချိုင်းဤစကားများသည်ယူရှင်းသောမိကုံးများမဟုတ်ပဲသူ့အယိုးထဲဆွဲနေသည်မာနတစ်ပတ်လိုက်မှုများ၏အတစ်သာရပင်ဖြစ်သည်ကျွန်ုပ်၏တရုတ်နာမည်ကိုရေးထားသည့်တရားသူကြီးကကိုသူလမ်းကြည့်ပင်မကြည့်ခြင်းပဲပြစ်ပေါက်လိုက်သည့်ပုံစံသည်သူမျက်လုံးထဲတွင်ကျွန်ုပ်သည်မြင်များပင်တတ်တရရဝုစင်ထားစေကမူအရေးပါသောပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်မည်မဟုတ်ဟုခန်းစားရသည်ကျွန်ုပ်ပြောဆိုခဲ့သည့်တရုတ်စကားကျွန်ုပ်၏အာရှပုံပန်းတံအားလုံးသည်တရားသူကြီးဟူသည့်ပုံရိပ်နှင့်ဝေးကွာနေသည်ဟုသူဆုံးဖြတ်ခဲ့သည်ထို့ကြောင့်ကျွန်ုပ်သည်ထိန်းချုပ်၍တင်နှင်းခံရမည်အရာဝတ္ထုဖြစ်လာခဲ့သည်လုံခြုံရေးအရာရှိများကကျွန်ုပ်ကိုစောင့်ကြည့်ခင်မလာမရှိသည့်ရှုပ်သက်ခန်းတစ်ခု၏ဇင်းကြံထောက်စီသို့ဆွဲခေါ်သွားခဲ့သည်ကိုပေါ်ချိုင်းကကျွန်ုပ်ကိုထိုနေရာသို့ဆွဲခေါ်သွားခဲ့သည်လူငယ်ဝန်ထမ်းအချို့ကတုံ့ဆိုင်နေခဲ့တော်လဲမည်သူတစ်ဦးတစ်ယောက်များထောက်ခံပြောဆိုသူမရှိခဲ့ပါကျွန်ုပ်သည်ပြပြထန်ထန်ခုခံမှုမပြုခဲ့ပါသို့တော်ကျွန်ုပ်သည်ဥပဒေဖြင့်သူ့ကိုကင်တွယ်ရန်ရည်ရွယ်ထားပြီးဖြစ်သည်သတ္တုတကားကြီးကိုပိတ်လိုက်သောအခါအေးဆက်သောလေသာလည်းပိုက်နေခဲ့သည်ကိုပေါ်ချိုင်းသည်ကျွန်ုပ်၏တရုတ်ဘာသာစကားဖြင့်ရေးသားထားသည့်တရားသူကြီးကတစ်ကျွန်ုပ်ဆောင်ထားသည့်ကိုရေးကိုတာတရုတ်မှတ်စုစာအုပ်ကိုဇပွဲပေါ်သို့ပြစ်တင်လိုက်ပြီးနောက်ကျွန်ုပ်၏ကိုရေးကိုတာမှတ်စုစာအုပ်ကိုကောက်ယူကကျွန်ုပ်မျက်စိရှိတွင်ဆွဲဆုပ်လိုက်သည်ဒီစာလုံးမျိုးဒီမှာအတော့မဝင်ဘူးပါရေးထားလဲငါသိကျင်လို့လား
ဟူထိုလူကအခြေအနေကိုပိုင်ဆိုးထားသူတပ်ဖွဲ့နောက်ပြောင်းရင်မောလိုက်သည်မင်းတို့လိုတိုင်းခြားစကားပြောတဲ့သူတွေဟာအမြဲတမ်းတစ်ခုခုဖုံးကွယ်တတ်တယ်။ဝန်ခံလိုက်တာကောင်းတယ်။ခုကိုပေါ်ချိုင်းကတော့ပြောင်းတော့လေတန်ဖြစ်ပြောခဲ့သည်။ကျွန်ုပ်ဒီတောင်းတင်းစွာရန်နေခဲ့ပြီး။ဘာဥပဒေအခြေခံလဲဒါဟာပြည်သူအခွင့်အရေးကိုထင်ရှားစွာ။ချိုးဖောက်တာပဲဟူအေးဆက်စွာပြန်ပြောခဲ့သည်။ထိုအခါကိုပေါ်ချိုင်းကပြုံးစီစီဖြင့်ကျွန်ုပ်၏ရင်ဘတ်ကိုတောလိုက်သည်။ဒီမှာငါကဥပဒေပဲညင်နေပြီးငါစကားနားထောင်၎င်းဒီရုရှင်သောအာဏာအလွဲသုံးစားလုပ်မှုမဟုတ်ပဲစနစ်တစ်ခုကဖန်တီးထားသည့်ပြည်လူတကောင်၏အတပင်ဖြစ်သည်ကိုပေါ်ချိုင်းဒီစနစ်ကသူ့ဘက်တွင်ရှိသည်ဟုအမြဲယုံကြည်ထားခဲ့သည်ကျွန်ုပ်သည်လည်းအခြားအသားမဲ့အမျိုးသမီးများကဲ့သို့တုတ်ဆိတ်ပြီးခံရလိမ့်မည်ဟုသူယုံကြည်ထားခဲ့သည်ပါဇက်ပိဟူကိုပေါ်ချိုင်းကအော်ဟစ်လိုက်သည်ယဉ်ကျေးမှုဟူသည်မှာကြာခဲ့ပြီးကတည်းကဖြစ်ပေထားခဲ့သည့်အရာဖြစ်သည်သူကကျွန်ုပ်၏တရုတ်နာမည်ရေးထားသည့်တရားသူကြီးကကိုလက်မျိုးဖြင့်တို့ထိပြီးဒီလိုနာမည်မျိုးနဲ့မင်းပဲသူဆိုတာငါပဲလို့သိနိုင်မှာလဲမင်းပြောတယ်မြင်းမြန်းတဲ့စကားတွေနဲ့မင်းအကြမ်းဖက်သမားတွေနဲ့ပူးပေါင်းနေတာလားပဲလို့သိနိုင်မှာလဲဟုတ်အတိတ်ပဲမရှိသောစကားများကိုပြောဆိုခဲ့သည်ကျွန်ုပ်ဒီကလထိုင်းပေါ်တွင်ထိုင်နေခဲ့ပြီးအရှုံးမပေးခဲ့ပါတိခါတရံတွင်လူဆိုးကိုယူထုစွာလောက်ခွင့်ပေးလိုက်ခြင်းကမှသူတို့၏အပြစ်များကိုတက်ကပလုံးသို့လမ်းခင်းပေးရာရောက်သည်ကိုပေါ်ချိုင်းဒီကျွန်ုပ်တရုတ်စကားပြောရုံများဖြင့်ကျွန်ုပ်ကိုတရားရုံးကိုစော်ကားသူသို့မဟုတ်နိုင်ငံတော်လုံခြုံရေးကိုချင်းချောက်သူအဖြစ်လုပ်ကျင်ခဲ့သည်ကျွန်ုပ်၏တရုတ်နာမည်နှင့်အမတ်အသားကိုနင်းချပြီးစာရွက်စာတမ်းများကိုဆွဲဆုပ်လိုက်ခြင်းကသူ့ကိုအလွန်ကောင်းမွန်သည်ဟုခံစားရစေခဲ့မိမှတေချာသည်သို့တော်ထိုသူမသိခဲ့သည်မှသူလုပ်ခဲ့သည့်အရာများသည်သူ့ကိုတရားခုံပေါ်သို့ရောက်စေမည်တတ်သည့်အထောက်အထားများဖြစ်နေသည်ကိုပင်အခန်းထဲတွင်ကိုပေါ်ချိုင်းဤမာနထောင်သွားသောချင်းချောက်တန်နှင့်ကျွန်ုပ်၏တပ်ပြင်းဆိုင်တန်ဆွဲဆုပ်ခံရသည့်စာရွက်စာတမ်းများကိုကြည့်နေသည့်ကျွန်ုပ်၏အသက်ရှူတာရှိခဲ့သည်ခုခံသူမရှိငိုကြွေးသူမရှိဤစော်ကားမှုထောင်းတန်းစင်လာနှင့်အကျွမ်းတဝင်ရှိပုံရသည်အရာရာသည်စနစ်တကျဖြစ်ပျက်နေခဲ့သည်ကိုပေါ်ချိုင်းသည်အပြင်ဆလိုမရှိဘဲကျွန်ုပ်၏တရားသူကြီးကကိုလက်ပြိုးဖြင့်ခောက်လိုက်ပြီးကျွန်ုပ်၏တရုတ်နာမည်ကိုတောင်းပြောင်းခဲ့သည်ပေါ်ရွာအတန်ထွက်ရတာတကယ်ခက်ခဲတာပဲဒီလိုနာမည်နဲ့မင်းပဲသူဆိုတာငါပဲလို့သိနိုင်မှာလဲသူဒီရာဇဝတ်သားတစ်ဦးကိုဆက်ဆံတကယ်တော့ရင်မောခဲ့သည်အထူးသဖြင့်ကျွန်ုပ်တည်ငြိမ်နေသောအခါသူသည်ပို၍စိတ်တိုလာပုံရသည်ကျွန်ုပ်၏တိတ်ဆိတ်ခြင်းသည်ဤပိတ်ထားသောနေရာတိုင်းလက်မခံနိုင်သည့်စိတ်ခေါ်မှုဒီရတပ်ဖွဲ့ခစားရမည်မှာတေချာသည်ကိုပေါ်ချိုင်းသည်၎င်းကိုချိုးဖျက်ပစ်ခြင်းခဲ့သည်သို့သောကျွန်ုပ်သည်ပါဇက်မလုပ်ခဲ့ပါခါကိုမတ်မတ်ထားပြီးလက်တီကိုသာကြည့်နေအောင်ဆုပ်ထားခဲ့သည်ကျွန်ုပ်၏တရုတ်ဘာသာစကားစာရွက်ကိုဆွဲဆုပ်လိုက်သည့်အချိန်တိုင်းကျွန်ုပ်၏နာမည်ကိုထောက်ပြောင်းသည့်အချိန်တိုင်းတွင်မိဘများပေးထားသည့်နာမည်၏အတိတ်ပဲချင်းကုန်ယူမှုသည်ကျွန်ုပ်၏စိတ်ထဲတိုက်ထင်ရှားစွာပေါ်လာခဲ့သည်တန်ဖိုးရှိသောအမတ်တရားများအလုံးသည်အရင်ဆိုင်တော်လူ၏နင်းချေခြင်းကိုခံနေရသည်မထီနှင့်ညင်ညင်နေဘူကိုပေါ်ချမ်းကဟင်းဟောက်လိုက်သည်ကျွန်ုပ်သည်ကြောက်ရွံ့၍လှုပ်ရှားမှုမပြုတ်ခြင်းမဟုတ်ပါတိခါတရံတွင်တိတ်ဆိတ်သောတည်ငြိမ်မှုသည်စုညံသောခုခံမှုထက်ပိုကောင်းသည်ကိုပေါ်ချိုင်း၏လက်အောက်မှရဲသားငင်မောင်ပုံးသည်ချမ်းပြင်ကိုသာကောင်းငုံကြည့်နေခဲ့ပြီးဤမလျော်ကန်သောအခြေအနေတွင်ပါဝင်ရဲသည့်တတ်တိမရှိခဲ့ပါထိုအချိန်တွင်ကျွန်ုပ်၏ဆွဲဆုပ်ခံရသည်စာရွက်အပိုင်းအစများကိုကိုပေါ်ချိုင်း၏တရိပ်ဖနက်ဖြင့်ကန်ထုတ်ခဲ့သည်သူသည်ခြေပြဖြင့်ကန်ထုတ်လိုက်ပြီးနှုတ်ခမ်းထောက်တွင်အတိတ်ပဲမဲ့သောအပြုံးကိုပြုံးနေခဲ့သည်တကားဝတွင်ရပ်နေသည့်မောင်အောင်ကလုံခြုံရေးအရာရှိသည့်ကျွန်ုပ်ကိုလှမ်းကြည့်ပြီးမျက်ထာသွဲသွားခဲ့သည်သူမမြင်ဟန်ဆောင်ခဲ့သည်သူ၏မျက်လုံးများတွင်စာနာမှုနှင့်ကြောက်ရွံ့မှုတစ်မျိုးလုံးရှိခဲ့တော်လဲတရားမျှတမှုဟူသည့်ခံစားချက်ကိုမတွေ့ခဲ့ရပါဤသို့ပင်သူတို့သည်အရာရာကိုထုတ်ဖော်ပြောဆိုခဲ့ပြီးဤအာဏာကိုဆက်လက်ဖြစ်ပေါ်စေခဲ့သည်အမေရိကန်တရားသူကြီးတစ်ဦးသည်မြည်သည့်ဥပဒေအခြေခံများမရှိဘဲမာနထောင်လွှားမှုနှင့်ပတ်လိုက်မှုအပြစ်ဖြင့်ရာဇဝတ်သားတစ်ဦးကဲ့သို့ဆက်ဆံခံခဲ့ရသည်အာရှလူမျိုးဖြစ်နေခြင်းသည်တစ်ခုတည်းသောအကြောင်းပြချက်ဖြစ်သည်ကိုပေါ်ချိုင်းသည်ဤကဲ့သို့သောအရာများကိုယခင်ကလည်းပြုလုပ်မှုသည်မှာတေချာသည်ယခုကဲ့သို့လူတစ်ဦး၏အမတ်အသားကိုပွေ့ပွေ့လင်းလင်းစော်ကားမှုမျိုးမဟုတ်ရင်တောင်မှသူသည်အာနိသူများကိုထိတ်ဆက်ပြီးသူ၏အခွင့်အရေးကိုအတည်ပြုရန်တစ်သက်သည်ဤတိကျိန်တွင်လည်းကျွန်ုပ်သည်အရှုံးပေးလိမ့်မည်ဟုသူထင်ခဲ့သည်သို့တော်ထိုသူသည်သူမည်သူနှင့်ရင်ဆိုင်နေရသည်ကိုမသိခဲ့ပါသူမသိခဲ့သည်မှာကျွန်ုပ်သည်တရားရုံး၏တကားအလုံးကိုဖွင့်နိုင်ပိတ်နိုင်သူဖြစ်သည်ကိုပင်မနစ်ပိုင်းအတွင်း၏အဆက်ခွဲမှုပြပွဲပြီးဆုံးသွားခဲ့သည်ကိုပေါ်ချိုင်းသည်ကြီးမားသောအရာတစ်ခုကို
လှုပ်ဆောင်ခဲ့သည့်အလားမာနာထောင်လွှားစွာရပ်နေခဲ့သည်ကျွန်ုပ်၏လက်ထဲတွင်ဆွဲဆုပ်ခံရသည်စာရွက်အပိုင်းအစများတင်သွင်းကြည့်နေသောတရားသူကြီးကသာကြိုင်ရှိခဲ့သည်သို့တော်ကျွန်ုပ်သည်စိတ်တက်မကြခဲ့ပါကျွန်ုပ်သည်ကောင်းကိုမတ်မတ်ထားပြီးကိုပေါ်ချား၏မျက်လုံးများကိုတဲတဲစိုက်ကြည့်ခဲ့သည်သားကောင်၏အကြည့်မဟုတ်ပဲတရားသူကြီး၏အကြည့်ဖြစ်သည်မင်းနောင်သားရလိမ့်မယ်ဟုကျွန်ုပ်ကတိုးတိုးလေးတိုးတော်ခိုင်မာစွာပြောခဲ့သည်၎င်းသည်တတိပေးချက်မဟုတ်ပဲရှောင်လွှဲမရတော့အနာဂတ်ဖြစ်သည်ကိုပေါ်ချိုင်းသည်တောက်ပြောက်သောအကြည့်ဖြစ်ကြည့်လိုက်သည်ဒီလိုစကားမျိုးတစ်ချိန်သုံးချီကြားဘူးတယ်မင်းတို့တွေကနောက်ဆုံးတော့ပျောက်ကွယ်သွားတာပဲဒါမှမဟုတ်ငိုယိုပြီးတောင်းပန်လာတာပဲငါအမြဲတမ်းနိုင်တယ်ဟုပြောပြီးနောက်ကျွန်ုပ်၏ဖက်တရဲ့တရားရုံးတရားသူကြီးကကိုအိတ်ကတ်ထဲမှထောက်ကစပွဲပေါ်သို့ပြစ်ချလိုက်သည်တရားရုံးကအဲ့ဒီမှာကိုဘာသာလမ်းရှာပြီးသွားနောက်မကြစေနဲ့တကားကိုဖွင့်လိုက်သည်ကျွန်ုပ်သည်ဖြည်းဖြည်းစွာထရက်ပြီးဘာမှမဖြစ်ခဲ့တဲ့ကဲ့သို့ကုန်သိက္ခာရှိစွာကကိုကောက်ယူ၍အိတ်ကတ်ထဲသို့ထည့်လိုက်သည်ကျွန်ုပ်၏ခြေနှမ်းများသည့်အနေငယ်များပင်မရှုပ်ထွေးခဲ့ပါကျွန်ုပ်၏တရေဖနက်တန်သည့်အေးဆက်သောစင်ကြံတစ်လျှောက်တွင်ပဲ့တင်ထသွားသောအခါ၎င်းသည်အဆက်တကွေးဖြင့်ထရက်သောအရှုံးသမား၏ခြေနှမ်းမဟုတ်ပဲသူ့ကိုစော်ကားသူများအားကြီးလေသောတန်ဖိုးပေးဆက်စီလိုသောတရားမျှတမှုနတ်သမီး၏ခြေနှမ်းဖြစ်သည်ကျွန်ုပ်နောက်ကျောတွင်တတ်ထုတကားကြီးသည့်ဒုံခနဲအသာဖြင့်ပိတ်သွားခဲ့သည်စင်ကြံတစ်ခုလုံးသည်ကျွတ်သည်ငြိမ်နေခဲ့သည်ရာဇဝတ်မှုဖြစ်ပွားခဲ့ပြီးညီသူများအမှန်တရားကိုမပြောကျင်ခဲ့ကြပါမတတ်မတာသောတိတ်ဆိတ်မှုလည်းပတ်နေခဲ့သည်သို့တော်ကျွန်ုပ်သည်ကောင်းမငုံခဲ့ပါကျွန်ုပ်၏အတွင်းစိတ်အနက်ရှိုင်းဆုံးမှတောက်လောင်နေသည့်ဒေါသနှင့်ဆွဲကကျွန်ုပ်ကိုရှေ့သို့တွန်းပို့ခဲ့သည်ပြီးနောင်တရလိမ့်မယ်ကိုပေါ်ချိုင်း၏မျက်နှာပေါ်ရှိလောက်ပြောင်သောအပြုံးကိုကျွန်ုပ်ရှင်းလင်းစွာမှတ်မိနေသည်စောင့်နေပါနောက်ဆုံးပဲသူရေမောမလဲဆိုတာကြည်ရသေးတာပေါ်ဟုစိန်ခေါ်လိုက်သည်ကိုပေါ်ချိုင်းသည်ဘာမှမဖြစ်ခဲ့တဲ့ကဲ့သို့ပြန်သွားခဲ့ပြီးသူကြီးလေးသောအမားကိုကျူးလွန်ခဲ့သည်ကိုမသိခဲ့ပါထိုလူသည်စနစ်၏နောက်ွယ်တွင်ပုံအောင်၍အာနိသူများကိုတိတ်ဆက်ရန်အချိတ်ရှိခဲ့သည်သို့တော်ဤတစ်ချိန်တွင်မတူတော့ပါကျွန်ုပ်သည်သူရခင်ကဆက်ဆံခဲ့သည့်အားနည်းသောသားကောင်မဟုတ်ပါကျွန်ုပ်သည်တိတ်ဆိတ်မှုဖြင့်ပတ်ထားသည့်လက်စားချေတာဖြစ်သည်ကျွန်ုပ်သည်စင်ကြံအစိုးရှိတရားခွင်နံပါတ်3တကားစီသို့လျှောက်သွားခဲ့သည်ကျွန်ုပ်၏သရေဖနက်တန်သည်ကိုပေါ်ချိုင်း၏ကံကြမ္မာစီသို့တရွေ့ရွေ့တက်နေသည့်အချိန်ဘုံ၏တီကာနှင့်အတန်ကဲ့သို့ဖြစ်နေခဲ့သည်စင်ကြံတလျှောက်ရှိလူများသည်ကျွန်ုပ်၏မျက်လုံးများကိုမကြည့်ဝကြပါကျွန်ုပ်သက်ဆောင်လာသည့်အမှန်တရား၏အလေးချိန်ကသူတို့ကိုဖိအားပေးနေခဲ့သည်တရားခွင်တကားအနီးတွင်ကျွန်ုပ်သည်အနေငယ်အသက်ရှူသွင်းလိုက်သည်အရှက်ရမှုနှင့်ဒေါသရောသောနေသည်ခံစားချက်ရှိတော်လဲကျွန်ုပ်သည်၎င်းကိုတရားမျှတမှုရှာဖွေရေးစွာအားအဖြစ်ပြောင်းလဲပြရန်ဆုံးဖြတ်ခဲ့သည်ယနေ့ကျွန်ုပ်သည်မြေသူများလစ်လျူရှု၍မရသည့်စီရင်ဆုံးဖြတ်ပွဲကိုဤတရားရုံးတွင်စီရင်မည်ဖြစ်သည်ကိုပေါ်ချိုင်းသည်ကျွန်ုပ်ကိုစော်ကားခံရသည့်အားနည်းသောအာရှသူတစ်ဦးများသာဟုထင်ခဲ့ပေလိမ့်မည်သို့တော်သူကျွန်ုပ်ကိုတရားခွင်ထဲသို့ဝင်ရောက်လာသည်ကိုမြင်ပြီးခဏအကြာတွင်တရားခုံပေါ်တိုက်ထိုင်ကာကျွန်ုပ်၏မျက်နှာကိုအတည်ပြုသည့်အခါသူသည်သူကျူးလွန်ခဲ့သည့်ကြီးလေးသောအမားကိုသိရှိလာလိမ့်မည်သူကိုယ်တိုင်သူကဲ့သို့ကူထဲသို့သူဝင်ရောက်သွားလိမ့်မည်ကိုသိလာလိမ့်မည်ကျွန်ုပ်သည်တရားခွင်တကားကိုဖွင့်လိုက်သည်တရားခွင်ထဲတွင်ရှိနေများတေလိုများတရားခံများသတင်းသမားများပြည့်ကျပ်နေခဲ့သည်ကျွန်ုပ်ဝင်လိုက်သည့်တင်မျက်လုံးအစော်လိုက်ကကျွန်ုပ်ကိုကြီးလာခဲ့တော်လဲအများစုမှာတရားသူကြီးပေါ်လာခြင်းကိုစောင့်ဆိုင်းနေကြသည်ယင်းဤသောတရားခွင်မြင်ကွင်းဖြစ်သည်ဘယ်ဘက်စပွဲပေါ်တွင်ယနေ့စီရင်မည်အမှု၏တရားခံ၎င်း၏ဥပဒေကိုစတဲ့တင်လုံကြုံရေးအရာရှိချုပ်အဖြစ်စာရွက်စာတမ်းများစစ်ဆေးနေသည့်ကိုပေါ်ချမ်းရှိနေခဲ့သည်သူသည်ဘာမှမဖြစ်ခဲ့တဲ့ကဲ့သို့မာနထောင်လွှားသောမျက်နှာဖြင့်ရှိနေစေဖြစ်သည်ကျွန်ုပ်သည်တရားခုံရှိသို့လျှောက်သွားပြီးတရားသူကြီးခုံစီသို့တက်သွားသောအခါတရားခွင်တစ်ခုလုံးထားရက်လိုက်သည်ကိုပေါ်ချိုင်းသည်ထိုင်ရာမှမထကျင်တော်လဲစာရွက်စာတမ်းများစီမှမျက်လုံးမခွာခဲ့ပါကျွန်ုပ်သည်တရားသူကြီးခုံ၏အလဲတွင်ထိုင်ချလိုက်ပြီးရှေ့သို့စိုက်ကြည့်လိုက်သောအခါကိုပေါ်ချိုင်း၏မျက်လုံးနှင့်ကျွန်ုပ်၏မျက်လုံးစုံသွားသည့်အချိန်သည်ရပ်တန့်သွားခဲ့သည်သူ၏မျက်လုံးတငယ်အိမ်များသည်ပြင်းထန်စွာတုန်ရင်သွားခဲ့ပြီးမယုံနိုင်စွာဖြင့်မျက်နှာဖြူဖြုတ်သွားခဲ့သည်နောက်ထပ်ရှင်းပြရမလိုအပ်တော့ပါကျွန်ုပ်သည်သူ၏မျက်လုံးများမှအရာအလုံးကိုဖတ်နိုင်ခဲ့သည်ယနေ့နံနက်တွင်သူမည်သူကိုစော်ကားခဲ့သည်တစ်ကျွန်ုပ်၏တတိပေးချက်သည်မူသားမဟုတ်ခဲ့သည်ကိုပင်ကိုပေါ်ချိုင်းသည်ကျွန်ုပ်၏မျက်နှာကိုမြင်လိုက်သည့်အချိန်သည်တန်ဖို့ဆွဲထားတဲ့ကဲ့သို့ဖြစ်သွားခဲ့ပြီးတရားရုံးရှိအာဏာအချို့အစအလုံးပြောင်းပြန်ဖြစ်သွားခဲ့သည်သူသည်မည်သူကိုရဲရဲတင်းတင်းစော်ကားခဲ့သည်ကိုယခုသိသိပြီးကျွန်ုပ်သည်ကိုပေါ်ချိုင်းကိုနောက်တစ်ချိန်မကြည့်တော့ပါ
ကျွန်ုပ်သည်စော်ကားခံရသည့်အာရှသူမဟုတ်တော့ပါကျွန်ုပ်သည်ဤတရားရုံးတွင်တရားမျှတမှုကိုပြန်လည်ထူထောင်ရမည်တရားသူကြီးပေါ်ရွာပြစ်သည်တရားရုံးတစ်ခုလုံးသည်မသက်မသာသောတင်းမာမှုဖြင့်ပြည့်ပြည့်နေခဲ့ပြီးညီသူမရပါစေမဖွင့်ဝမ်းကြပါလူတိုင်းကကျွန်ုပ်ကိုကြည့်နေခဲ့ကြသည်ကျွန်ုပ်ညီသူဖြစ်သည်ကိုမသိ၍မဟုတ်ပဲကျွန်ုပ်ညီသူဖြစ်သည်ကိုရှင်းလင်းစွာသိနေခြင်းကြောင့်ဖြစ်ပြီးထို့အပြင်ကိုပေါ်ချိုင်းဤမျက်နှာပြောင်းလဲသွားပုံကိုလိုခဲ့သည့်ခဏလေးကမြင်ခဲ့ရခြင်းကြောင့်လည်းဖြစ်သည်သူသည်အမှန်တရားရှိတွင်အကူအညီမဲ့နေခဲ့သည်ကျွန်ုပ်ဤတရားသူကြီးဝဆုံသည်မနေ့ညကကျွန်ုပ်ခုံပေါ်တွင်ချုပ်ထားခဲ့သည့်ရိုးရိုးအနက်ရာဘူးမဟုတ်ပါကျွန်ုပ်အတွက်၎င်းသည်တရားမျှတမှုကိုညှစ်ပတ်တော်လက်များဤဝင်ရောက်ဆွဲဖက်ခြင်းမှာကာကွယ်ပေးသည့်တန်ကြပ်မှုတန်ဆာနှင့်တူသည်ကျွန်ုပ်သည်ဖြည်းဖြည်းစွာနီးကပ်သွားပြီးဝဆုံကိုဝတ်ဆင်လိုက်ပြီးကျွန်ုပ်သည်စော်ကားခံရတော်လဲအရှုံးမပေးခဲ့ပါဒဏ်ရာရခဲ့တော်လဲအာနီးမီမဟုတ်ပါကျွန်ုပ်သည်ကျွန်ုပ်ရှိသင့်သည့်နေရာတွင်ဆက်လက်ရှိနေစေဖြစ်သည်ကလထိုင်းဤကြွေခနဲအတန်သည်စီရင်ဆုံးဖြတ်ပွဲဤခေါင်းလောင်းတန်တပ်ဖွဲ့တရားရုံးထဲတွင်ပဲ့တင်ထပ်သွားခဲ့သည်ကိုပေါ်ချိုင်းသည်နောက်ဆုံးလိုသည့်စိတ်အားကိုဖိတဲ့ရန်အသေးအတန်စ조사နေပုံရသည်ညီသူများအမိတ်မပေးဘဲကျွန်ုပ်၏မျက်လုံးများမှထွက်ပေါ်လာသည်ကိုချင်းတရားဆိုင်ရာအာဏာ၏ဖိအားကြောင့်သာဖြစ်သည်၎င်းသည်ရဲတင်တန်းကြောင့်တွင်သင်ယူ၍မရသည်စွာအားဖြစ်သည်တရားသူကြီးမှစီရင်ဆုံးဖြတ်ပွဲကိုစတင်တော်မလားဖူတရားရုံးအရာရှိ၏အတန်သည်တုံရင်နေခဲ့သည်ကျွန်ုပ်သည်နောက်လှည့်မကြည့်ဘဲစပါဘူးပြန်ပြောခဲ့သည်ကျွန်ုပ်၏အတန်သည်တည်ငြိမ်ပြီးခိုင်မာခဲ့သည်တရားရုံးသည်ကြွက်တင်ငြိမ်နေခဲ့သည်ကျွန်ုပ်သည်ကိုပေါ်ချိုင်းကဲ့သို့သောလူမျိုးကိုလက်ခံသည့်စနစ်ကိုပြတ်ပြတ်သားသားဖြေရှင်းရန်ဆုံးဖြတ်ခဲ့သည်သူ့ဘာသာသူခွင့်ပြုခဲ့သည့်စနစ်ကိုပင်အရာရှိသည့်ယနေ့စီရင်မည်အမှုနံပါတ်နှင့်အကြောင်းအရာကိုစတင်ဖတ်ပြခဲ့သည်အမှုနံပါတ် CS 989တရားလိုအီမီလီယာကလတ်တရားခံလက်စင်တန်မြို့လုံခြုံရေးဌာနတင်လုံခြုံရေးအရာရှိကိုပေါ်ချိုင်းတင်အခြား၃ဦးတို့သည်အာဏာအလွဲသုံးစားလုပ်ပြည်သူအခွင့်အရေးချိုးဖောက်မှုနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတို့ကြောင့်ရော်ကြေးတောက်ခံထားသည်ထိုညင်းဝေဖွယ်အတန်တွင်ကိုပေါ်ချိုင်း၏နာမည်ကိုထပ်ခါတလဲလဲပြောဆိုသည့်အချိန်တိုင်းတွင်ကျွန်ုပ်သည်ယနေ့နနက်ကကျွန်ုပ်ကိုစော်ကားမှုနှင့်ထိုလူဆိုးကြောင့်အန်တရာယ်ပြုခံရနိုင်သည်ဖားကောင်များကိုပြန်တတိယခဲ့သည်ဟုတ်တယ်မင်းရဲ့အပြစ်တွေကိုတစ်ခုချင်းစီဖော်ထုတ်ပြီးတိကျမှန်ကန်တဲ့ပြစ်ဒဏ်ချမှတ်ရလိမ့်မယ်ကျွန်ုပ်သည်စိတ်ထဲတွင်ဓာတ်ကိုကင်ဆွဲလိုက်ပြီးထိုအချိန်မှစတင်ခဲ့သည်ပထမသက်တေကိုခေါ်ပါဟူကျွန်ုပ်ကကြီးညာလိုက်သည်ထို့သောဖြင့်ကိုပေါ်ချိုင်းနှင့်သူချင်းတက်ဆိုင်သောစနစ်ကိုစီရင်ဆုံးဖြတ်သည့်တရားမျှတမှုစီရင်ဆုံးဖြတ်ပွဲစတင်ခဲ့သည်ပထမသက်တေအဖြစ်ပေါ်လာသည့်အီမီလီယာကလတ်ဆိုသောကျောင်းသူလေးသည်သူ၏ရေးစားကိုမမှန်မကန်ဖန်ဆီးမှုအထွေတပ်ပေါ်ရိုက်စဉ်ကိုပေါ်ချိုင်းကသူ့ကိုကိုထိလက်ရောက်ကျူးလွန်ခဲ့ပုံကိုထွက်ဆိုခဲ့ပြီးသူ၏မိုဘိုင်းဖုန်းကိုပင်သိမ်းယူခဲ့သည်ပူနေသောရဲကား၏ကိုယ်တဲ့ပေါ်သို့ဖိနှိပ်ခံရပုံကိုသူမပြောပြသောအခါကျွန်ုပ်ကမေးခဲ့သည်အဲ့ဒီလိုလုပ်ခဲ့တဲ့သူကိုရှင်းရှင်းလင်းလင်းသက်သေခံနိုင်မလားအီမီလီယာသည်တရားခံနေရာအနည်းတွင်ထိုင်နေသည့်ကိုပေါ်ချိုင်းကိုတွန်းဆန်းမှုမရှိပဲလက်ကျိုးထိုးပြခဲ့သည်အဲ့ဒီလူပဲလုံခြုံရေးအရာရှိကိုပေါ်ချိုင်းပဲထိုလက်ကျိုးသည်လက်စင်တန်ဖက်တဲ့တရားရုံးတရားခွင်နံပါတ်3တွင်ကိုပေါ်ချိုင်းကိုတိကျစွာထိုးပြခဲ့သည်ကျွန်ုပ်၏မျက်လုံးနှင့်ကိုပေါ်ချိုင်း၏မျက်လုံးစုံခဲ့သည့်အချိန်သည်ရပ်တန့်သွားခဲ့သည်၎င်းသည်ကျွန်ုပ်တဦး၏တိုက်ပွဲမဟုတ်တော့ပါ၎င်းသည်ရေရှိတည်မြဲနေသည့်စနစ်၏မစင်မချေဖြစ်မှုနှင့်တိုက်ပွဲအဖြစ်အစုံဖြစ်သည်တရားမျှတမှုမည်သို့အောင်မြင်သည်ကို၏တရားရုံးကယနေ့ရှင်းလင်းစွာမြင်လိမ့်မည်ယနေ့နနက်ကကျွန်ုပ်၏တရုတ်နာမည်ကိုစော်ကားခဲ့သည့်မာနကြီးသောအမျိုးသမီးအရာရှိကျွန်ုပ်၏အမတ်အသားကိုနင်းချေခဲ့သူတရားရုံး၏အကောင်းဆုံးရာထူးရှိရန်သူရှိတွင်သူမ၏အဖြစ်အသွယ်ပေးဆက်ရမည်အချိန်ရောက်လာပြီတရားသူကြီးပေါ်ရွာကျွန်ုပ်သည်ဘာမှမပြောခဲ့ပါတရားသူကြီးခုံပေါ်တွင်ထိုင်၍စီရင်ဆုံးဖြတ်ခဲ့သည်၎င်းသည်ကိုပေါ်ချိုင်းအတွက်အကြောက်ရဆုံးအရာဖြစ်သည်ကျွန်ုပ်ကိုအားနည်းသောအာရှသူတစ်ဦးတပ်ဖွဲ့ဆက်ဆံခဲ့သူတိုင်းသည်တရားမျှတမှုသည်အလွယ်တကူချဆုံးသွားမည်မဟုတ်သည်ကိုယခုရှင်းလင်းစွာမြင်ရလိမ့်မည်လွန်ခဲ့သောခဏလေးကလုံခြုံရေးရုံးခန်းရှိမာနာကြီးသောကိုပေါ်ချိုင်းသည်ယခုအခါမျက်နှာဖြူဖြောလျက်တုံရင်နေခဲ့သည်သူဤတောက်ပြောင်နေသောယူနီဖောင်းထက်မြက်သောတနက်တောက်ပနေသောနာမည်ကပြအားလုံးသည်ယခုအခါတနာစရာအဆင့်တန်စာများသာဖြစ်သည်သူသည်မိခိုးစရာမရှိတော့ပါတောင်းပန်ခြင်းဝန်ခံခြင်းစင်ကြေးပေးခြင်းမြည်သည့်အရာကိုရွေးချယ်သည်ဖြစ်စေသူသည်နောက်ကျောင်းပြန်မရသည့်မြစ်ကိုဖျက်ကျော်ခဲ့ပြီးဖြစ်သည်ဤအမှန်တရားသည်ရှင်းလင်းနေပြီဖြစ်သည်ဖက်တရဲ့တရားရုံးတရားသူကြီးကိုစော်ကားရဲခဲ့သည်ထို့အပြင်သူကာကွယ်သင့်သည့်တရားရုံးတွင်ဖြစ်သည်အတိတ်ကတည်းကဆက်လက်ဖြစ်ပေါ်နေသည့်အာဏာအလွဲသုံးစားလုပ်မှု၏ရာဇဝတ်မှုများသည်ပုံမူ
ပြင်းထန်လာလိမ့်မည်ထိုရှက်ဖွယ်ကောင်းသောမသက်မသာမှုထဲတွင်ကျွန်ုပ်၏အတန်သည်တရားရုံးထဲတိုက်ထွက်ပေါ်လာခဲ့သည်စီရင်ဆုံးဖြတ်ပွဲဆက်လက်လှုပ်ဆောင်ပါဤစကားသည်ကိုပေါ်ချိုင်းအတွက်တည်တံဖြင့်မချနာခဲ့ပါပထမထွက်ဆိုချက်ပြီးဆုံးပြီးနောက်ကျွန်ုပ်သည်တက်တောင့်တက်တာမှတန်းတင်ခဲ့တော်လဲကျွန်ုပ်၏မျက်လုံးများသည်ကိုပေါ်ချိုင်းစီသို့ဥတည်နေစေဖြစ်သည်ချင်းချောက်ခြင်းမဟုတ်ပေထွက်ပြေးရန်လမ်းမရှိသည်ကိုသူ့ကိုရှင်းရှင်းလင်းလင်းပြောပြနေခြင်းဖြစ်သည်လူတရားတက်သည်ဖြစ်သူဦးရချကောနာ68ปีဒီတက်တီခုံပေါ်တွင်ရခဲ့သည်သူသည်တုံရင်သောအတန်ဖြင့်ထွက်ဆိုခဲ့သည်မှာထိုမြကတရားမျှတမှုသည်မျိုးချစ်စိတ်ဖြစ်သည်ဟူသည့်စကားကိုကြားယုံများဖြင့်ကိုပေါ်ချိုင်းကအမိန့်ပေးခဲ့သည်လုံခြုံရေးအရာရှိများကသူ့ကိုမမှန်မကန်ရိုက်နှက်ခဲ့ပြီးလမ်းပေါ်သို့ပစ်ချခဲ့သည်ကိုပြောဆိုခဲ့သည်တရားရုံးရှိလေတို့သည်ပို၍ပင်အေးဆက်လာခဲ့သည်ကိုပေါ်ချိုင်းသည်ကောင်းပင်မမော့ဝမ်းခဲ့ပါကျွန်ုပ်သည်ဘာမှမပြောခဲ့တော့လဲဘောပင်ကန်ထားသည့်ကျွန်ုပ်၏လက်ရှိဖိအားကြောင့်လူတိုင်းကျွန်ုပ်၏ဒေါသကိုခံစားမိခဲ့သည်သူ၏ထွက်ဆိုချက်ပြီးဆုံးသွားသောအခါသူ၏မျက်လုံးများတွင်မျက်ရည်များမရှိပဲကျွန်ုပ်ကိုလက်ဆိုင်စွာကျေးဇူးတင်ခြင်းရှိနေခဲ့သည်နေ့လည်စာစားချိန်တွင်လူတိုင်းထွက်သွားခဲ့တော့လဲကျွန်ုပ်သည်ငြိမ်သက်စွာထိုင်နေခဲ့သည်ကိုပေါ်ချိုင်းလဲထိုနည်းတူပင်ဖြစ်ပြီးသူ၏ရှိနေနှင့်အတုတေတာစောင့်ဆိုင်နေသည်အကျဉ်းသားကဲ့သို့သူနေရာတွင်ခိုင်မြဲစွာထိုင်နေခဲ့သည်သူသည်ဖြူဖြော့သောမျက်နှာဖြင့်ကျွန်ုပ်ကိုခိုးကြည့်နေခဲ့သည်စီရင်ဆုံးဖြတ်ပွဲကိုပြန်လည်စတင်သောအခါကျွန်ုပ်ကတရားခံလုံခြုံရေးအရာရှိကိုပေါ်ချိုင်းတက်တိခုံပေါ်သို့လာပါဟူအမိန့်ပေးခဲ့သည်တရားခံအနေဖြင့်သူသည်ထွက်ဆိုရမည်ဖြစ်ပြီးမိသူများ၎င်းကိုကန့်ကွက်၍မရပါကိုပေါ်ချိုင်းသည်တုံရင်သောခြေထောက်များဖြင့်တက်တိခုံပေါ်တွင်ရခဲ့သည်ယခုအခါမျက်လုံးအလုံးသည်သူစီသို့မဟုတ်ပဲတရားသူကြီးခုံပေါ်တွင်ထိုင်နေသည့်ကျွန်ုပ်စီသို့ဦးတည်နေခဲ့သည်အရာရှိကိုပေါ်ချိုင်းပထမဦးစွာယနေ့နနက်၈နာရီခန့်ကဖြစ်ပျက်ခဲ့သည့်အကြောင်းအရာညီတို့ကိုရေးကိုတာကပ်ပြတောင်းခံခဲ့ပုံနှင့်ကိုရေးကိုတာရှာဖွေမှုပြုလုပ်ရန်စ조사ရသည်အကြောင်းရင်းကိုဖြေပါဟုကျွန်ုပ်ကအေးဆက်စွာပြောခဲ့သည်ဤမိကွန်းသည်ယနေ့နနက်ကဖြစ်ပျက်ခဲ့သည်အရာတစ်သူ၏အလုပ်အပေါ်သဘောထားတစ်ခုလုံးအကြောင်းမိကွန်းဖြစ်သည်ကိုပေါ်ချိုင်းသည်စစ်တပ်မှတင်ယူခဲ့သည့်အတိုင်းကိုဟန်အနေအထားကိုပြင်ဆင်ခြင်းခဲ့တော်လဲပခုံးများချသွားခဲ့သည်ကိုရေးကိုတာကပ်ပြမရှိလုပ်ငန်းစဉ်အရာပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်သူကဘယ်သူလဲဟုကျွန်ုပ်ကကိုပေါ်ချိုင်းကိုမေးလိုက်သည်သူသည်နောက်ဆုံးတွင်ကောင်းမွန်ပြီးတရားသူကြီးမဟုပြောခဲ့သည်ထိုစကားတွင်ကြောက်ရွံ့မှုနောင်တရမှုသူကျူးလွန်ခဲ့သည့်အဖြစ်၏အလေးချိန်အားလုံးပါဝင်နေခဲ့သည်ကျွန်ုပ်သည်အေးဆက်စွာခေါင်းညစ်ပြီးဆက်လက်ထွက်ဆိုပါယနေ့နနက်ကမင်းရဲ့စကားများနှင့်လုပ်ရများအားလုံးကိုအသေးစိတ်ရှင်းပြပါဟုပြောခဲ့သည်တရားခံဘက်မှရှေ့နေကလုပ်ငန်းစဉ်နှင့်ပတ်သက်၍မိကွန်းထုတ်လိုခဲ့တော်လဲကျွန်ုပ်ကဒါဟာတရားခံရဲ့အလုပ်အပေါ်သဘောထားနှင့်ယုံကြည်စိတ်ချရမှုအကြောင်းမိကွန်းပင်ဆက်လုပ်ပါဟုပြတ်သားပြောခဲ့သည်ယခုအခါမည်သူများကိုပေါ်ချိုင်းဘက်တွင်ရပ်တည်လိုခြင်းမရှိတော့ပါဤတရားရုံးတွင်တရားမျှတမှု၏စီရင်ဆုံးဖြတ်ပွဲကိုမည်သူများမတိုက်ခိုက်ဝါကြပါကိုပေါ်ချိုင်းသည်တတွေးမျိုးချပြီးယနေ့နနက်ကဖြစ်ပျက်ခဲ့သည့်အကြောင်းအရာတရားသူကြီးမအပေါ်မလျော်ကန်သောလုပ်ရများကိုထစ်ငုံဝန်ခံခဲ့သည်မလျော်ကန်သောကျွန်ုပ်မေးခဲ့သည်ကျမကိုလုံခြုံရေးရုံးခန်းသို့အတင်းအကျပ်ခေါ်ဆောင်သွားခြင်းကျမရဲ့တရုတ်ဘာသာစကားကပ်ပြားတင်မှတ်စုစာအုပ်ကိုမင်းရဲ့လက်နဲ့ဆွဲဆုပ်ပစ်ခြင်းဟာစော်ကားတာလားရှာဖွေခွင့်မရှိဘဲနဲ့တက်တည်များမရှိဘဲကျမကန်ကွက်တဲ့အခါမင်းဘာပြောခဲ့လဲကိုပေါ်ချိုင်းသည်ပါဇက်ပိတ်သွားခဲ့သည်သို့တော်ကျွန်ုပ်သည်သူ၏အဖြေကိုမလိုချင်ခဲ့ပါအရာရှိယနေ့နနက်8:03မိနစ်ကစင်းချန်ရှိလုံခြုံရေးကင်မရာဗီဒီယိုကိုအထောက်အထားအဖြစ်ဖွင့်ပြပါဟုတ်ကျွန်ုပ်ကအမိန့်ပေးခဲ့သည်တရားခွင်နောက်ွယ်ရှိမျက်နှာပြင်ပေါ်တွင်ဗီဒီယိုစတင်ကစားခဲ့သည်ကိုပေါ်ချိုင်းကကျွန်ုပ်၏တရုတ်စကားပြောခြင်းကိုပြဿနာရှာပုံကပ်ပြားကိုလူယူပြီးအိတ်ကတ်ထဲထိုးထည့်ပုံကျွန်ုပ်ကိုအတင်းအကျပ်ဆွဲခေါ်ပြီးရှာဖွေရန်စ조사ပုံမာနထောင်သွားသောအတန်ပင်ရှင်းလင်းစွာထွက်ပေါ်လာခဲ့သည်အခန်းထဲရှိလူတိုင်းအသက်အောင်ပြီးမျက်နှာပြင်ကိုကြည့်နေခဲ့ကြသည်ကျွန်ုပ်သည်နောက်လှည့်မကြည့်ခဲ့ပါလွန်ခဲ့သောနာရီအနည်းငယ်ကဖြစ်ပျက်ခဲ့တော်လဲအချိန်အခိုက်အတန့်တိုင်းသည်ကျွန်ုပ်၏စိတ်ထဲတွင်ရှင်းလင်းစွာထွင်းထူထားပြီးဖြစ်သည်ကျွန်ုပ်ထံမှဆွဲဆုပ်သွားခဲ့သည်အရာအလုံးကိုပြန်လဲထူထောင်ရန်ကျွန်ုပ်၏ထိုင်ဝမ်လူမျိုးကုံတိတ်ခါကိုမြည်သို့နင်းချခံခဲ့ရသည်ကိုကျွန်ုပ်မမေ့ခဲ့ပါဗီဒီယိုပြီးဆုံးပြီးနောက်ကျွန်ုပ်ကဒါကမင်းပြောခဲ့တဲ့ဆန်လုပ်ငန်းစဉ်လားကိုပေါ်ချိုင်းဟုတ်မေးခဲ့သည်ကိုပေါ်ချိုင်းသည်ကောင်းငုံပြီးမဟုတ်ပါဘူးတရားသူကြီးမဦးတီးတို့ပြောခဲ့သည်ကျွန်ုပ်၏အေးဆက်သောမိကွန်းကိုဒါဆိုပါလို့အဲ့ဒီလိုလောက်တာလဲဟုသူမဖြေနိုင်ခဲ့ပါကျွန်ုပ်ကသူ့အစားဖြေချခဲ့သည်
ဘာလို့လဲဆိုတော့ကျမကတရုတ်စကားပြောလို့ကျမကအာရှဖြစ်လို့ဒီတော့မင်းရဲ့မျက်လုံးထဲမှာကျမဟာအာနာရှိသူလို့မဟုတ်ဘူးလို့ထင်လို့မဟုတ်လားကျွန်ုပ်၏မျက်လုံးများသည်တရားရုံးတစ်ခုလုံးကိုဖြတ်သန်းသွားခဲ့သည်၎င်းဒီဒေါသမဟုတ်ပဲညီသူများညင်းပေ၍မရသည့်အမှန်တရားဖြစ်သည်လွန်ခဲ့တဲ့18နှစ်အတွင်းမင်းမမှန်မကန်ရှာဖွေမှုတွေရိုက်ပြတ်မှုတွေပဲတစ်ကျင်လုပ်ခဲ့လေမင်းရဲ့မာနကြောင့်ပဲလို့လူနည်းစုတွေနင်းချခံခဲ့ရလဲသူတို့အာဏာမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပဲလို့အပြစ်မဲ့သူတွေခေါ်ဆောင်ခံရပြီးစော်ကားခံခဲ့ရလဲဒီလိုပုတ်သိုးနေတဲ့စနစ်ကမင်းကိုပဲလောက်ကြာလက်ခံနေအောင်မလဲညီသူများအသက်ပင်မရှူဝမ်းကြပါကိုပေါ်ချိုင်းသည်ယခုအခါအတိတ်၏အရေးသာဖြစ်သည်ကျွန်ုပ်ထိုင်နေသည်တရားသူကြီးခုံသည်ယခုအခါသူ၏အဖြစ်ကိုစီရင်သည့်တရားမျှတမှု၏သာဖြစ်သည်မင်းဟာဒီမနက်ကတင်းကျိန်တဲသောအမှားကြောင့်ဒီနေရာမှာရပ်နေတာမဟုတ်ဘူးကျွန်ုပ်ကဖြည်းဖြည်းစွာပြောခဲ့သည်မင်းရဲ့မလျော်ကန်တဲ့လုပ်ရတွေကိုလက်ခံတဲ့စနစ်တစ်ခုလုံးကိုစီရင်ဖို့အတွက်ပဲဒီနေ့အလုံးပြီးဆုံးရမယ်ကျွန်ုပ်ကအရာရှိကိုအမိန့်ပေးခဲ့သည်ယနေ့ထွက်ဆိုချက်များချင်းဗီဒီယိုမှတ်သားကိုအာနာအလွဲသုံးစားလုပ်မှုတရားသူကြီးကိုစော်ကားမှုနှင့်ရာထူးတရားနှောင့်ယှက်မှုအတွက်တတ်တဲ့အထောက်အထားအဖြစ်ချက်ချင်းမှတ်တမ်းတင်ပါဖက်တရရှိနေချုပ်နှင့်တရားရေးဝန်ကြီးဌာန၏ပြည်သူ့အခွင့်အရေးတာဝန်ခံဌာနကိုလုံခြုံရေးအရာရှိကိုပေါ်ချကိုစုံစမ်းစစ်ဆေးရန်ကျွန်ုပ်တောင်းဆိုခဲ့သည်ထို့အပြင်လက်စင်တံမျိုးလုံခြုံရေးဌာနကိုလုံခြုံရေးအရာရှိကိုပေါ်ချ၏ရာထူးကိုချက်ချင်းရပ်ဆိုင်ပြီးလွန်ခဲ့သော11အတွင်းတရားခံနှင့်ပတ်သက်သည့်မလျော်ကန်သောလူရများအလုံးအတွက်ပြည့်စုံသောအတွင်းပိုင်းစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အမိန့်ပေးခဲ့သည်ထိုအမိန့်ကိုချက်ချင်းမှတ်တမ်းတင်ခဲ့ပြီးဤသူများခံကွဲဝါသူမရှိခဲ့ပါကျွန်ုပ်ဒီဘောပင်ကိုချလိုက်ပြီးခေါင်းမော့ကြည့်သောအခါကျွန်ုပ်၏မျက်လုံးများသည်ဤတရားရုံးရှိရာသူများနှင့်လက်စားမှုများအလုံးကိုထွေးဖောက်နေပုံရသည်ထိုအခိုက်အတန့်တွင်လူတိုင်းသိလာကြသည်မှာဤတရားသူကြီးခုံသည်ရိုးရိုးအာဏာရာထူးမဟုတ်ပဲတရားမျှတမှုအတွက်ကျွန်ုပ်၏ခိုင်မာသောဂတိဖြစ်သည်ယနေ့ထိုဂတိသည်အမှန်တရားဖြစ်လာခဲ့သည်စီရင်ဆုံးဖြတ်ပွဲကြာရှည်လေလေတရားရုံးသည်ကြာရှည်ပုံကွယ်နေခဲ့သောရုပ်ဆိုးသည့်အမှန်တရားကိုဖော်ထုတ်သည့်စင်မြင့်ကဲ့သို့ဖြစ်လာခဲ့သည်ကျွန်ုပ်သည်တရားသူကြီးခုံပေါ်တွင်တတ်တတ်ရရန်ထိုင်နေခဲ့ပြီးအရာအလုံးကိုစောင့်ကြည့်ကမှတ်တမ်းတင်နေခဲ့သည်ကျွန်ုပ်၏မျက်နှာသည်တည်ငြိမ်နေစေဖြစ်တော်လဲကျွန်ုပ်၏အကြည့်သည်မြည်သည့်ဒေါသထက်မဆိုးပို၍အေးဆက်ပြီးထက်မြက်ခဲ့သည်တိခါတရန်တွင်ကျွန်ုပ်သည်ကိုပေါ်ချမ်းကိုကြည့်လိုက်သည်ချင်းချောက်ခြင်းမဟုတ်ပဲသူလုပ်ခဲ့သည်မကောင်းမှုများအလုံးသည်ဤနေရာတွင်တစ်ခုပြီးတစ်ခုဖော်ထုတ်ခံနေရသည်ကိုသူ့ကိုရှင်းရှင်းလင်းလင်းသတိပေးနေခြင်းဖြစ်သည်မင်းလူမြောက်မှာမဟုတ်ဘူးရှင်းနေတန်ကလင်းဆိုသူကတတ်တဲ့အထောက်အထားကိုကြားနာရန်တောင်းဆိုပြီးကန့်ကွက်မှုကိုထုတ်ဖော်လိုခဲ့တော်လဲကျွန်ုပ်ကစကားတစ်ခုတည်းဖြင့်သူ့ကိုတားဆီးခဲ့သည်ရှင်းနေမင်းရဲ့လက်မှတ်ဟာဒီမနက်ကတည်းကရိုက်ပစ်ပြီးသားပဲမင်းကန့်ကွက်တာဟာမှတ်တမ်းတင်ခြင်းနဲ့ပြန်လဲထူထောင်ခြင်းကိုမဟုတ်ပဲအမှန်တရားပေါ်ပေါက်လာမှာကိုစိုးရိမ်တာမဟုတ်လားကျွန်ုပ်ဒီကိုပေါ်ချိုင်းစီတိုးထည့်လိုက်သည်အရာရှိကိုပေါ်ချိုင်းဒီတရားရုံးကိုတင်ပြထားတဲ့အချက်အလက်တွေအရာလွန်ခဲ့တဲ့11အတွင်းမှာမင်းနဲ့ပတ်သက်တဲ့လူမျိုးရေးခွဲခြားမှုအာဏာအလွဲသုံးစားလုပ်မှုကိုထိလက်ရောက်ကျူးလွန်မှုစတဲ့တိုင်ကြားစာအနည်းဆုံး7ခုရှိခဲ့တယ်အတိပြုပါကျွန်ုပ်ဒီအဝါရောက်စာရွက်စာတမ်းများကိုစပွဲပေါ်သို့ပစ်ချလိုက်သည်ဖြစ်ရတိုင်းမှာမင်းရဲ့နာမည်မှတ်တမ်းတင်ထားတဲ့ဖြစ်ရတိုင်းကိုတတ်တဲ့အထောက်အထားမလုံလောက်ခြင်းဆိုတဲ့အကြောင်းပြချက်နဲ့ပယ်ချခဲ့သည်ဒါဟာနားလေရခတ်တဲ့တိုက်ဆိုင်မှုပဲမဟုတ်လားကိုပေါ်ချိုင်းဒီပါမှမပြောနိုင်ခဲ့ပါပိုဆိုးတာကခုကျွန်ုပ်ကဆက်ပြောခဲ့သည်အဲ့ဒီ7ခုထဲကတိုင်ကြားစာ30ခုဟာအသားမဲအမျိုးသမီးတွေကတင်ပြခဲ့တာဒီအချက်အလက်တွေအရာဆက်ခုနှစ်အရွယ်မိန်းကလေးငယ်ကိုအဝတ်အစားချုပ်ခိုင်းတာကိုဝုံဆောင်အမျိုးသမီးကိုမလျော်ကန်စွာဆက်ဆံတာနဲ့လိန်ပိုင်းဆိုင်ရာစော်ကားမှုတွေအစိုးရကြောင်းဆရာမကိုတောင်းမှမင်းကမလျော်ကန်စွာဆက်ဆံခဲ့တာမှတ်တမ်းတွေအကုန်ရှိတယ်တရားရုံးရှိနေသူသည်ယခုအခါဒေါသခြင်းမဲပြုံးများဖြင့်ပြည့်တဲ့နေခဲ့သည်၎င်းဒီကိုပေါ်ချိုင်း၏ပြဿနာမဟုတ်တော့ပါ၎င်းဒီပုတ်သိုးနေသည့်စနစ်တစ်ခုလုံး၏ပြဿနာဖြစ်သည်ဒီမနေ့မှာတော့ခုကျွန်ုပ်ကဖြည်းဖြည်းစွာသို့တော်အာဘာတရားပြောခဲ့သည်မင်းကဖက်တရဲ့တရားရုံးတရားသူကြီးရဲ့အစိတ်အတန်းကိုစော်ကားရဲခဲ့သည်တရုတ်ဘာသာစကားစာရွက်စာတမ်းတွေကိုဖျက်ဆီးခဲ့တယ်ညီသူများကျဲလောင်စွာအသက်ရှူဝမ်းသူမရှိခဲ့ပါမင်းကျမပဲသူလဲဆိုတာမသိခဲ့ဘူးဒါပေမဲ့အဲ့ဒါအရေးမကြီးဘူးအရေးကြီးတာကမင်းဒီအချက်ကိုလျှလျူရှုခဲ့တာကျမကရိုးရိုးအာရှသူတယောက်တာဆိုရင်ဒီဇလန်တစ်ခုလုံးဟာအရင်ဆက်ပစ်မှုလို့ပဲတိတ်တဆိတ်မြုပ်နှံခံရလိမ့်မယ်မဟုတ်လားကိုပေါ်ချိုင်းဒီဆက်ကိုကဲတော့ဖြူဖြော့နေပြီးစကားမပြောနိုင်တော့ပါတိတ်ဆိတ်မှုမရှိတော့ပါ
ကျွန်ုပ်ကတိုးတိုးလေးတိုးတိုးခိုင်မာစွာကြီးညာလိုက်သည်ဒီနေ့ဟာအစတာရှိသေးတယ်ကျွန်ုပ်ဒီစာရွက်စာတမ်းများကိုစပွဲပေါ်သို့ပြန်တင်လိုက်သည်မျက်နှာဖုံးခွာသည့်လို့ရန်စတင်ခဲ့သည်မြည်သည့်သက်သေအထောက်အထားနှင့်ယူနီဖောင်းများရုပ်ဆိုးသည့်အမှန်တရားကိုဖုံးကွယ်၍မရတော့သည့်အထိရပ်တန့်မည်မဟုတ်ပါဒုက္ခခံရသည့်နေ့များကုန်လွန်သွားပြီးနောက်ဆုံးတွင်စီရင်ချက်ချမှတ်ရမည်အခြေရောက်လာခဲ့သည်တရားရုံးတွင်လူအနှဲငယ်သာရှိတော့သည်ကိုပေါ်ချမ်းသည်သူ၏အဖြစ်၏အလေးချိန်အောက်တွင်နှိမ့်မြုပ်နေစေဖြစ်ပြီးတရားခံနေရာတွင်နာကျင်စွာထိုင်နေခဲ့သည်ကျွန်ုပ်သည်သူကိုတရားရုံးအလဲ့သို့မခေါ်ခဲ့ပါသူသည်သူ၏ကံကြမ္မာကိုစောင့်ဆိုင်နေသည့်တရားခံနေရာတွင်ရှိနေပြီသားပြစ်သည်ထိုမြမာနာကြီးခဲ့သည့်လူသည်ယခုအခါဒေတာကိုရင်ဆိုင်နေရသည့်အကျဉ်းသားကဲ့သို့အား၏ကုန်ခန်းနေခဲ့သည်ကျွန်ုပ်သည်အေမီလီယာကလပ်နှင့်ဥယျာဉ်ကော်နာတို့အပေါ်အာနာအလွဲသုံးစားလုပ်မှုအပါအဝင်သူကျူးလွန်ခဲ့သည့်ရုပ်ဆိုးသောရက်ဆက်ချမ်းကျုပ်မှုများအပေါ်စီရင်ချက်ကိုဖတ်ပြခဲ့သည်ယနေ့နနက်ကကျွန်ုပ်အပေါ်ကျူးလွန်ခဲ့သည့်စော်ကားမှုလည်းပါဝင်သည်ကျွန်ုပ်၏အတန်သည်တာမဏိကဲ့သို့အေးဆက်ခဲ့သည်တရားခံသည်တရားရုံး၏တရားသူကြီးဖြစ်သူကျွန်ုပ်အပေါ်လူမျိုးရေးခွဲခြားမှုကျူးလွန်ခဲ့သည်ကျိုးကြောင့်စီလျော်သောအကြောင်းပြချက်မရှိဘဲလုပ်ရများလုပ်ခဲ့သည်ယာတုဝတရားနှောင့်ယှက်မှုမှာကျင့်ကျူးလွန်ခဲ့သည်တရားသူကြီးကပြားနှင့်ကိုရေးကိုတာစာရွက်စာတမ်းများကိုမတရားသိမ်းယူဖျက်ဆီးခဲ့သည်တရားစီရင်ရေးစနစ်၏အခြေခံကိုတုံ့ထုတ်စေသည့်ပြင်းထန်သောစော်ကားမှုကိုကျူးလွန်ခဲ့သည်ကိုပေါ်ချမ်းသည့်တော်ရင်ကလည်းကျသွားခဲ့သည်ကျမသာဖက်တရဲ့တရားရုံးတရားသူကြီးမဟုတ်ခဲ့ရင်ဘာဖြစ်မေထင်းလဲဟုကျွန်ုပ်ကအေးဆက်စွာမေးခဲ့သည်ကျမဟာဂုံတိတ်ခါပျက်စီးပြီးအလုတ်ဖြုတ်ခံရမယ်ဒီတော်မင်းကတခြားသူတွေရဲ့နာမည်တွေကိုမေးပစ်ပြီးအတူတူပဲထက်လို့ဦးမှာမဟုတ်လားကိုပေါ်ချမ်းကျွန်ုပ်ကပြက်ပြက်သားသားကြီးညာခဲ့သည်ထို့ကြောင့်ဤတရားရုံးသည်အမှုနံပါတ် CS 989မှတရားခံကိုပေါ်ချမ်းအပြစ်မှုထင်ရှားသည်ဟုဆုံးဖြတ်သည်ထို့အပြင်ယနေ့နနက်ကဖြစ်ပျက်ခဲ့သည်ဖက်တရဲ့တရားရုံးတရားသူကြီးကိုစော်ကားမှုယာတုဝတရားနှောင့်ယှက်မှုတပ်တဲ့အထောက်အထားဖြစ်စီရန်စူးစမ်းမှုစသည်တို့အတွက်ဖက်တရဲ့ရှိနေချို့အားတရားခံကိုပေါ်ချိုင်းအပေါ်ထပ်ဆောင်ဆွဲချက်များထဲသွင်းရန်နှင့်စုံစမ်းစစ်ဆေးရန်အကြံပြုသည်ဤအမှုတွင်တရားခံအားထောက်တန်တစ်မှတစ်အထိချမှတ်သည်ထို့အပြင်လက်စင်တန်မြို့လုံခြုံရေးဌာနအားတရားခံ၏ယာတုကိုချက်ချင်းရုပ်သိမ်းရန်နှင့်မြည်သည့်ပြည်သူအာဏာကိုများထပ်မံအသုံးမပြုရန်အမိန့်ပေးသည်ကိုပေါ်ချိုင်းသည်နောက်ဆုံးတွင်ကျွန်ုပ်ကိုမောချိခဲ့တော်လဲကျွန်ုပ်ကအေးဆက်စွာပြတ်ပြောလိုက်သည်နောက်ထပ်ဆင်ချီပေးစရာမလိုဘူးကျွန်ုပ်ကတော်ပြီလုံလောက်ပြီဟုကြီးညာခဲ့သည်ကျွန်ုပ်သည်အရာရှိကိုတရားခံကိုခေါ်ထုတ်ရန်အမိန့်ပေးခဲ့ပြီးကိုပေါ်ချိုင်းသည်သူတစ်ချိန်ကမာနထောင်လွှားခဲ့သည့်တရားရုံးမှဆွဲထုတ်ခံခဲ့ရသည်ဂုံအခွင့်အရေးမရှိတော့ဘဲသူလုပ်ခဲ့သည်အပြစ်ဤတန်ဖိုးသာသူ့ကိုစောင့်ကြိုနေခဲ့သည်လက်ထိပ်တန်သည်တရားရုံးထဲတိုက်အေးဆက်စွာမြည်ဟေးခဲ့သည်ကိုပေါ်ချိုင်းသည်မြည်သည့်ခုခံမှုများမပြုခဲ့ပါတချိတ်ကခန့်ညားထေဝါခဲ့သည့်ထိုလူဤနောက်ဆုံးပုံစံသည်နဲ့ရှိုင်းသောနာကျင်မှုဖြင့်ပြည့်တဲ့နေခဲ့သည်သူဆွဲထုတ်ခံရစဉ်တွင်မြည်သည်လုတ်ဖို့ကံဖက်ကများသူကိုစာနာမှုမပြခဲ့ပါ၎င်းသည်သူကိုယ်တိုင်ဖန်တီးခဲ့သည်ဝါနှင့်ပွဲအဆုံးသက်ဖြစ်သည်ကျွန်ုပ်သည်တရားမျှတမှုသည်နောက်ဆုံးတွင်နေရာရပြီဟူသည့်စိတ်ဖြင့်ဖြည်းဖြည်းစွာအသက်ရှူသွေးပြီးသက်ပြင်းချလိုက်သည်ပြီးဆုံးခြင်းမရှိသေးသည့်တိုက်ပွဲအတွက်ကျွန်ုပ်သည်ထပ်မံဆုံးဖြတ်ချက်ချခဲ့သည်ကျွန်ုပ်၏တန်ရှင်းသောကြေညာချက်ကိုမှတ်တမ်းတင်ပါအမှုနံပါတ် CS 989တရားခံကိုပေါ်ချိုင်းသည့်အာဏာအလွဲသုံးစားလုပ်မှုပြည်သူအခွင့်အရေးချိုးဖောက်မှုကိုထိလက်ရောက်ကျူးလွန်မှုစသည့်အပြစ်များအလုံးအတွက်ထောက်တန်တစ်မှတစ်အထိစီရင်သည်တရားရုံးတွင်အတန်မရှိခဲ့ပါဤစီရင်ချက်သည်ကိုပေါ်ချိုင်းထက်ကျော်လွန်ပြီးပုတ်သွနေသည်စနစ်တစ်ခုလုံးအတွက်တတိပေးချက်ဖြစ်သည်ကျွန်ုပ်သည်ထိုများခြင်းမရခဲ့ပါကိုပေါ်ချိုင်းမင်းဘယ်သူရဲ့ဂုဏ်သိက္ခာကိုစီရင်ဖို့ပဲလို့အခွင့်အရေးရှိခဲ့လို့လဲ18နှစ်အတွင်းပုံပန်းတဲ့အသားအရာစကားပြောတဲ့ဘာသာစကားကြောင့်လူတွေကိုခွဲခြားပြီးစော်ကားခဲ့တယ်ဒါပေမဲ့တေချာနားထောင်ပါမင်းကကျမရဲ့ထိုင်ဝမ်လူမျိုးဂုဏ်သိက္ခာကိုနင်းချကြည့်ရင်တောင်ကျမရဲ့တန်ဖိုးကိုဖျက်ဆီးနိုင်မှာမဟုတ်ဘူးကျမဟာမင်းစော်ကားခဲ့တဲ့သားကောင်မဟုတ်ဘူးကျမဟာတရားမျှတမှုကိုစားပြုပြီးစီရင်တဲ့သူပါမင်းလိုအမားမျိုးနောက်ထပ်မလုပ်စေရဘူးမင်းပဲသူ့ကိုမှထပ်ပြီးအုပ်ချုပ်မှာမဟုတ်ဘူးမင်းလုပ်ခဲ့တဲ့အပြစ်အတွက်တန်ဖိုးကိုပြင်းပြင်းထန်ထန်ပေးဆက်ရလိမ့်မယ်ကျွန်ုပ်ဒီရဲ့အရာရှိအားစီရင်ချက်ကိုအကောင့်အထည်ဖော်ရန်အမိန့်ပေးခဲ့ပြီးကိုပေါ်ချိုင်းသည်တရားရုံးမှထာဝစဉ်ပျောက်ကွယ်သွားခဲ့သည်နောက်တစ်နေ့နက်တွင်ကျွန်ုပ်သည်ပုံမှန်အတိုင်းတရားရုံးသို့သွားခဲ့သည်သို့တော်မြင်ကွင်းကကျွန်ုပ်ကိုအံ့အားသင့်စေခဲ့သည်ကျွန်ုပ်ကိုမြင်သောအခါတရားရုံးရှိဝန်တန်းတိုင်းကတပြိုင်နက်တည်းထားရခဲ့ကြသည်သူတို့၏မျက်လုံးများမှလေးစားမှုကိုကျွန်ုပ်အမှန်တကယ်ဖတ်နိုင်ခဲ့သည်အထူးသဖြင့်
စင်းကြံမှာကျွန်ုပ်ကိုကြည့်နေသည့်အသားမဲတန့်ရှင်းရေးဝန်ထမ်း၏မျက်လုံးများကျင့်လွန်ခဲ့သောရက်အနေငယ်ကရင်ပြင်မှာကျွန်ုပ်ကိုကြည့်နေသည့်မိန်းကလေးငယ်၏အပြုံးသည်ကျွန်ုပ်အသွဲမိသည်ချီကျူးစကားများထက်မဆို့ပို၍တန်ဖိုးရှိသည်ကျွန်ုပ်သည်တရားသူကြီးခုံစီသို့တက်သွားပြီးဝတ်စုံမဝတ်စင်ပေခံရစွာကြီးညာခဲ့သည်တရားမျှတမှုသည်စာအုပ်များထဲရှိတည်နေသည့်စကားလုံးမဟုတ်ပါ၎င်းသည်ရှင်သန်နေသောလောက်ရတင်သက်သည်ပြစ်သည်ယနေ့ကျွန်ုပ်သည်ကျွန်ုပ်၏မိခင်ဘာသာစကားဖြစ်သည့်တရုတ်ဘာသာစကားဖြစ်ကျွန်ုပ်ကိုယ်တိုင်မိတ်ဆက်ပါမည်ကျွန်ုပ်သည်ထိုင်ဝမ်သူဖြစ်သည်ကိုမြည်များကုန်ယူကြောင်းရှင်းလင်းစွာပြသပါမည်ကျွန်ုပ်၏အမည်မှာပေါ်ရွာဖြစ်ပြီးထိုင်ဝမ်တွင်မွေးဖွားခဲ့ပြီးဤအမေရိကန်ပြည်ထောင်စုတွင်ဖက်တရဲ့တရားရုံးတရားသူကြီးအဖြစ်လုပ်ကိုင်နေပါသည်ကျွန်ုပ်၏စစ်မြစ်နှင့်အမတ်အသားသည်ကျွန်ုပ်ချမှတ်ခဲ့သည့်စီရင်ချက်များအလုံးတွင်ဆင့်ဝင်နေပါသည်၎င်းသည်ကျွန်ုပ်ကိုပို၍ခိုင်မာပြီးတရားမျှတသောတရားသူကြီးဖြစ်စေသည်ဟုကျွန်ုပ်ယုံကြည်ပါသည်တရားခွေနောက်ွယ်တွင်ထိုင်နေသည့်အငင်းစားတရားသူကြီးသည်နားလည်စွာခေါင်းငယ်ခဲ့သည်ကျွန်ုပ်ကရိုးရှင်းသောစကားလုံးများဖြင့်နှီးကုန်းချုပ်ခဲ့သည်တရားမျှတမှုသည်လက်တမ်းမှမီသောနေရာတွင်မရှိပါ၎င်းသည်ဤနေရာတွင်ရှိနေသည်၎င်းသည်ဆုတ်ခွာမည်မဟုတ်ပါကျွန်ုပ်ထိုင်ချလိုက်သောအခါမည်သူများသူတို့ကိုမပြောခဲ့တော့လဲတရားရုံးတစ်ခုလုံးထပ်မံထားရခဲ့သည်ဥပဒေကြောင့်မဟုတ်အစဉ်အလာကြောင့်မဟုတ်ပဲမိုးထလာခဲ့သည့်ပုံသိက္ခာကြောင့်ဖြစ်သည်နောက်ရက်များတွင်ကျွန်ုပ်၏မတုံမလုပ်သောအကြည့်ချင်းပုံပန်းတံသည်မဂ္ဂဇင်း၏ရှေ့ဖုံးတွင်ပါလာခဲ့သည်သို့သောကျွန်ုပ်သည်အင်တာဗျူးများကိုလက်ခံခြင်းမရှိခဲ့ပါစာအုပ်များကိုလက်မှတ်ထိုးခြင်းမရှိခဲ့ပါသတင်းစာရှင်းလင်းပွဲမလုပ်ခဲ့ပါကျွန်ုပ်သည်တိတ်ဆိတ်စွာမှန်ကန်စွာတရားမျှတစွာဆက်လက်အလုပ်လုပ်ခဲ့သည်ဘာမှမဖြစ်ခဲ့တဲ့ကဲ့သို့ပင်သို့တော်လူတို့၏စိတ်ထဲတွင်ထိုအချိန်မှစ၍စီရင်ဆုံးဖြတ်ပွဲများအလုံးသည်အတူတူမဟုတ်တော့ပါလက်စင်တန်ဖက်တဲ့တရားရုံးတွင်ထိုနေ့မှစ၍လူတစ်ဦးသည်တရားမျှတမှုကိုပြောသောအခါသူတို့သည်မျက်လုံးစီးထားပြီးချိန်ခွေကန်ထားသည့်ရုပ်ထုကိုမတွေးကြတော့ပါသူတို့သည်မတရားမှုကိုတိုက်ထုတ်ခဲ့သည့်ထိုင်ဝမ်သူအမျိုးသမီးတရားသူကြီးပေါ်ရွာကိုတွေးကြသည်တရားသူကြီးပေါ်ရွာဤဇန်လန်သည်အမှုတစ်ခုများသာမဟုတ်ပါ၎င်းသည်တရားမျှတမှုသည်ရုပ်ထုများသို့မဟုတ်စာရွက်စာတမ်းများတွင်မရှိဘဲကျွန်ုပ်တို့တစ်ဦးချင်းစီမတရားမှုကိုတိုက်ထုတ်သည်ပုံစံတွင်ရှိနေသည်ကိုကျွန်ုပ်တို့အားသတိပေးသည်ရှောင်ဖယ်ခြင်းမပြုရကျွန်ုပ်သည်သားကောင်အဖြစ်တရားရုံးသို့ဝင်ရောက်ခဲ့တော်လဲနှုတ်ထခြင်းဤသင်္ကေတအဖြစ်ထွက်ခွာခဲ့သည်ဒေါသမဟုတ်ဘဲတတ်တိနှင့်ဇွဲဖြစ်သည်ကျွန်ုပ်သည်အမေရိကန်ပြည်ထောင်စုတစ်ခုလုံးကိုစနစ်အကြောင်းသာမကပဲသူတို့ကိုသူတို့အကြောင်းပါတွေးတောစေခဲ့သည်တရားမျှတမှုသည်သဘောတရားတစ်ခုများမဟုတ်တော့ပါယခုအခါ၎င်းသည်မျက်နှာရှိသည်ဟုတ်မျက်နှာသည်ကျွန်ုပ်တို့နှင့်အတူလျှောက်တန်းနေသည်အမှန်တရားသည်နောက်ဆုံးတွင်ပေါ်လာခဲ့သည်ထိုအချိန်တွင်လက်စင်တန်မျိုးရှိလူများ၏အကြည့်သည်လုံးဝပြောင်းလဲသွားပုံရသည်ယခင်ကဤတရားယုံသည်ကိုပေါ်ချိုင်းကဲ့သို့သောလူများစီရင်ဆုံးဖြတ်ပြီးသူတို့၏စိတ်တိုင်းကြပြုမှုနိုင်သည်နေရာဖြစ်ကောင်းဖြစ်နိုင်သည်သို့တော်ယခုအခါကျွန်ုပ်ဝင်ရောက်လာသောအခါလေးစားမှုသင်နားလည်မှုကထွမ်းမိုးနေခဲ့သည်ကျွန်ုပ်သည်ရိုးရိုးအာရှသူတစ်ဦးများမဟုတ်တော့ပါကျွန်ုပ်သည်တရားသူကြီးဖြစ်သည်ထိုအပြင်သင်္ကေတဖြစ်သည်အမှန်ထဲတွင်ပင်အမှန်တရားချင်းတရားမျှတမှု၏အလင်းသည်ထွန်းလင်းနိုင်သည်ကိုကျွန်ုပ်တတိပေးခဲ့သည်ကျွန်ုပ်၏အမှုသည်နိုင်ငံတဝန်းစကားပြောဆိုမှုကိုဖြစ်ပေါ်စေခဲ့သည်၎င်းသည်ခွဲခြားဆက်ဆံမှုအာဏာအလွဲသုံးစားလုပ်မှုနှင့်အာဏိသူများမည်သို့ဆက်ဆံခံရသည်ဟုသည့်မေးခွန်းများကိုမိမောင်းထုတ်ပြခဲ့သည်အရက်ဘက်အဖွဲ့အစည်းများကပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်အားထုတ်ခိုဆိုင်တောင်းဆိုခဲ့သည်ဥပဒေပြုအမတ်များကမူဝါဒများကိုပြန်လည်သုံးသပ်ရန်ကတိပြုခဲ့ကြသည်သို့သောအကြီးမားဆုံးပြောင်းလဲမှုသည်စီးမြင်များတွင်စီကံများတွင်မဟုတ်ဘဲလူတို့၏နှလုံးသားထဲတွင်ရှိနေခဲ့သည်ကျွန်ုပ်သည်၎င်းကိုကျွန်ုပ်၏ရုံးခန်းသို့ပေးပို့သည့်စာများတွင်ကျွန်ုပ်လမ်းပေါ်တွင်ရှောက်သွားသောအခါမျက်လုံးများတွင်မြင်တွေ့ခဲ့ရသည်ဤအရာသည်ထပ်မံဖြစ်ပေါ်မည်မဟုတ်ဟုသည့်စာနာမှုတင်ဆွဲဖြစ်သည်ကျွန်ုပ်သိပါသည်ကျွန်ုပ်သည်ကဘာကြီးကိုတစ်ဦးတည်းပြောင်းလဲခဲ့ခြင်းမဟုတ်ပါသို့သောကျွန်ုပ်သည်မိသူများမငြိမ့်သက်နိုင်သည့်မိဘကိုမိထိုးပေးခဲ့သည်ကိုလည်းသိသည်ကျွန်ုပ်သည်မမြင်ရဟုခံစားရသူများနှုတ်ပိတ်ခံရသူများအားအသံပေးခဲ့သည်အဆိုးရွားဆုံးအခြေအနေတွင်ပင်အမှန်တရားကအောင်ပွဲခံလိမ့်မည်ဟုသည့်ယုံကြည်မှုကိုသူတို့အားပေးခဲ့သည်ကျွန်ုပ်သည်နေ့တိုင်းဆက်လက်အလုပ်လုပ်ခဲ့သည်ကျွန်ုပ်သည်အမှုတိုင်းတွင်တရားမျှတမှုကိုထင်းထင်းရန်မစိုးမနစ်ကြိုးပမ်းမှုဖြင့်ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်ကျွန်ုပ်သည်ကျွန်ုပ်၏အလုပ်တွင်သာမကပဲကျွန်ုပ်ပတ်ဝန်းကျင်ရှိလူများ၏စင်ဆက်မပြတ်ပံ့ပိုးမှုတွင်လည်းပြည့်သိမ့်မှုကိုတွေ့ရှိခဲ့သည်ပြီးတော့ကျွန်ုပ်နည်းနည်းတားဝင်လာသောအခါကိုပေါ်ချကိုအမှန်ရခဲ့သည်
သူဤကြာရှုံးမှုကိုရင်ဆိုင်ရသည့်အခါသူဤမျက်လုံးများရှိခါသည့်မှုကိုအမှတ်ရခဲ့သည်သို့သောကျွန်ုပ်ဤအမှတ်အသားကိုပုံဖော်ပေးခဲ့သည့်ဂုဏ်ယူမှုဇွဲကိုလည်းအမှတ်ရခဲ့သည်ကျွန်ုပ်သည်ထိုင်ဝမ်တွင်မွေးဖွားသူအမျိုးသမီးဖြစ်သည်ကျွန်ုပ်သည်တရားသူကြီးဖြစ်သည်ပြီးတော့ကျွန်ုပ်သည်တရားမျှတမှုအတွက်အမြဲတမ်းတိုက်ပွဲဝင်လိမ့်မည်၎င်းသည်ကျွန်ုပ်၏အမွေအနှစ်ဖြစ်သည်ကျွန်ုပ်ပေးခဲ့သည့်ကတိဖြစ်သည်ပြီးတော့အမှန်တရားသည်အမြဲတမ်းအရေးကြီးသည်ဟုဆုံးဖြတ်ခဲ့သည့်တရားသူကြီး၏ဇာလံဖြစ်သည်